ချို့ထင်တယ်ကိုလုံးလဝီရိယနဲ့ကြိုးစားလို့ရတယ်လို့ထင်တာဟုတ်ပါတယ်ကြိုးစားလို့ရတာနဲ့ကံပေးလို့ရတာမတူဘူးတဲ့ကြိုးစားလို့ရတာကကြိုးစားလို့ရတာအတိုင်းအတာတစ်ခုပဲကံပေးလို့ရပြီဆိုရင်အတိုင်းအတာတစ်ခုတဲ့ပို့တယ်ပေါ့အဲ့တော့မလုတ်ခဲ့ရင်ကိုမခံစားရဘူးဆိုတာဟာစတိလဝတ္ထုကိုကြည့်လို့ရှိရင်အမတန်မှထင်ရှားတယ်စတိလတထေးကြီးဟာအလုံးကြားဖို့ကြလိုက်မယ်အဲ့နောက်ဖေးမှာရွှေတောင်ကြီးပေါက်နေတယ်ကိုယ်ကလည်းရွှေထွက်တဲ့နေရာတွေအများကြီးရှိတာပဲเนาะသူ့အိမ်နောက်ကအဲ့ဒါရွှေချင်းယူမယ်ဆိုရင်ရွှေတောင်ကြီးအများကြီးရတဲ့နေရာပေါ့ရွှေတွေအများကြီးပါတယ်မြေတောင်ပေါ့အေးဒီနေ့ကျတော့အသက်အရွယ်လေးရလာတဲ့အခါသူကဘုန်းကြီးဝတ်ချင်တယ်သင်္ကန်းဝတ်တော့မယ်သား၃ယောက်ရှိတယ်သား၃ယောက်ကိုခေါ်ပြီးတော့ကဲငါသားတို့လာစတိယိုးတက်ပြီးတော့စိန်သွားတက်ထားတဲ့ပေါက်ပြားကြီးနဲ့အကြီးဆုံးသားဟကြီးကိုပေါက်ခိုင်းတယ်ပေါက်ခိုင်းတဲ့အခါကျကြောက်တုံးကြီးပေါက်ရတယ်လို့ပဲတဲ့ပေါက်လို့မရတခါသားလက်ကိုခေါ်ပြီးတော့အဲ့ဒီရွှေတောင်ကိုပေါက်ခိုင်းတယ်ကြောက်တုံးကြီးပေါက်ရတယ်လို့ပဲပေါက်လို့မရဘူးတဲ့သားငယ်ကလေးလက်ထဲပေါက်ပြားထဲပြီးတော့ပေါက်ခိုင်းလိုက်တဲ့အခါရွှွန့်တုံးပေါက်ရတယ်လို့ပဲရွှေတုံးကြီးထွက်လာတယ်ဘာဖြစ်လို့အဲ့လိုဖြစ်တယ်လဲလို့ဆိုရင်တခုသောဘဝမှာဖယားကိုစော်ကားပြီးပြောမိလို့ကသဗ္ဗမြတ်စွာဘုရားရဲ့စေတီတော်နဲ့ပတ်သက်ပြီးစော်ကားပြောမိလို့ပူဇော်ကြောဖို့ရအတွက်ရွှေအိုးကြီး၃လုံးလှုပ်တယ်ရွှေပန်းခိုင်ကြီးတွေလှုပ်တယ်လှုပ်တဲ့အခါမှာသားကြီးကိုခေါ်တယ်ကဲငါသားကြီးငါဒီရွှေပန်းခိုင်၃ခိုင်လှုပ်ရမယ်မင်းဝိုင်းလှုပ်စမ်းပါဆိုတော့ဟာအဖေစော်ကားတာအဖေပဲလှုပ်ကျုပ်နဲ့မဆိုင်ဘူးဆိုဝိုင်းမလှုပ်ဘူးသားလက်ခိုင်းတဲ့အခါကျတော့လေသားလက်ကလည်းဒါအဖေစော်ကားတာအဖေပါသည်လို့ကျွန်တော်မလုပ်နိုင်ဘူးသားငယ်လေးခိုင်းတဲ့အခါကျတော့ဩအဖကိစ္စဆိုတာလောက်ရမှာပေါ့ဆိုပြီးတော့အတက်တရောသူကဝိုင်းလုပ်ခဲ့တယ်အဲ့ဒီရွှေအိုးကြီးတွေလှုပ်ပြီးလှူခဲ့တဲ့ကုသိုလ်ကောင်းမှုကြောင့်ရွှေတော်ပေါက်တာအဲ့တော့ခုနကသားကြီးနှစ်ယောက်ကသူတို့မပါသေးတဲ့အတွက်ကြောင့်သားကြီးနဲ့သားလက်ကရွှေကိုဖဲ့လို့မရဘူးသူတို့အဲ့တော့စတိလတထေးကပြောတယ်မင်းတို့ငါသားကြီးနှစ်ယောက်ဒီရွှေတောင်ကမင်းတို့နဲ့မဆိုင်ဘူးတဲ့ငါသားငယ်လေးနဲ့ပဲဆိုင်တယ်အဲ့တော့သူပေးသမျှနဲ့ခြေနိုင်ကြပြီတော့လို့ဒီလိုပြောသွားတာအဲ့ဒါကကံပေးတာနော်အေးဒါကြောင့်ဘုလို့မြတ်စွာဘုရားကဒါနကောင်းမှုဒုဋ္ဌာကိုအကြောင်းပြုပြီးတော့လူတွေကချမ်းသာဒုက္ခရကြတာတဲ့မွဲတာကလှူလို့မွဲတာမဟုတ်ဘူးတဲ့မလှူခဲ့လို့မွဲတာများတယ်